သူတစ်ပါးချီးပွားတာကိုမနာလိုတဲ့စိတ်တွေဖြစ်တယ်ဘယ်တော့မှအကောင်းမပြောနိုင်ဘူးလူတယောက်ချီးပွားရင်လည်းဘာကြောင့်ညာကြောင့်နော်ပြောကြတယ်မဟုတ်လားလူတွေကတရားထဲမှာဆိုမနာလိုတဲ့စကားအလွန်များတယ်ပေါ့မနာလိုတဲ့စကားဥပမာလူတယောက်ပဲဘယ်သူကပြင်စီးပွားတွေတက်လိုက်တာတိုက်ကြီးတယ်တော့မှာပေါ့တယ်မှာပေါ့ဘာလုပ်တယ်ညာလုပ်တယ်သွားတာပဲအဲ့ဒါနော်ပြောပြီဆိုလို့ရှိရင်လူတွေကချီးမွမ်းစကားပြောပြီဆိုလို့ရှိရင်နောက်ကဘာထဲတတ်တုံးဆိုဒါပေမဲ့ဆိုတာလေးလားအဲ့ဒီဒါပေမဲ့ဆိုရင်တော့အပြစ်ပြောပြီလို့သာမှတ်ပြီတော့မချီးမွမ်းနိုင်ကြဘူးတဲ့အဲ့လိုလို့သူတစ်ပါးချီးပွားတာသူတစ်ပါးအောင်မြင်တာတွေကိုမချီးမွမ်းနိုင်ပြီးတော့ကဲ့ရဲ့ရှုတ်ချတဲ့အိတ်တာတရားတွေကြီးပွားလာခဲ့ကြီးထွားလာခဲ့တဲ့ပုဂ္ဂိုလ်တွေကဖြစ်လျက်ဘဝမှာဩဇာအာဏာမရှိတိမ်ငယ်တဲ့ပုဂ္ဂိုလ်တွေဖြစ်တတ်တယ်ဒါကိုလုတ်ခဲ့တဲ့ကံကြမ္မာတွေကဘဝရဲ့ရုပ်ပုံတော်ကိုဖော်ထုတ်တာပဲအဲ့ဒါလို့မဟုတ်ပဲနဲ့သူလှုပ်လို့သူရတာကြီးပွားကြတာဝမ်းသာစရာပဲjealousy ဆိုတာမဖြစ်ဘူးဝမ်းသာတယ်မုရိဒာဖြစ်တယ်အကျိုးပေးကောင်းတယ်စသဖြင့်ချီးမွမ်းနိုင်တယ်ပြောဆိုနိုင်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးတွေကြတော့အိတ်သာခင်းတဲ့ပုဂ္ဂိုလ်တွေကြတော့ဘာဖြစ်လဲဆိုလို့ရှိရင်ဩဇာအာဏာရှိတယ်တဲ့မသိငယ်ဘူးတဲ့ဘဝတစ်ခုရလာတဲ့အခါမှာကိုလုတ်ခဲ့တဲ့ကံရဲ့ပုံရိပ်တွေကလားပေါ်တာပဲလို့ဒီလိုဆိုလို့တယ်မဏိကမိဘုရားကြီးကိုမြတ်စွာဘုရားကရှင်းပြလိုက်တယ်အမျိုးသမီး၄ဦးတည်းကပထမအမျိုးသမီးကရုပ်ဆိုးကြည်တန်တယ်မွဲတယ်တိမ်ငယ်တယ်ဆိုတာဟာတဲ့သူဟာဖြစ်လျက်ဘဝမှာဒေါသသိပ်ကြီးခဲ့တယ်ဒေါသကြီးုံနဲ့မကဘူးအလှူဒန်းလည်းမလုပ်ခဲ့ဘူးတဲ့သူတစ်ပါးကောင်းစားတာကိုလည်းမနာလိုစိတ်တွေများခဲ့တယ်တဲ့ဒါကြောင့်မို့ဒီလိုဖြစ်ရတာလို့ဒီလိုခေါ်တယ်ဒုတိယအမျိုးသမီးကအယုတ်ဆိုးကြီးတန်တယ်ဒါပေမဲ့လို့သူကချမ်းသာတယ်မသိငယ်ဘူးဂုဏ်ရှိတယ်ဆိုတာဘာကြောင့်လုံးဆိုရင်သူဟာဟိုဘဝတုန်းကဒေါသကြီးတယ်ဒါပေမဲ့လှူခဲ့တန်းခဲ့တယ်သူများပေါ်မှာမနာလို့အိတ်တာတွေမရှိခဲ့ဘူးကင်းခဲ့တယ်ဒါကြောင့်မို့ဒီလိုဖြစ်တာလို့ဘုရားကဟောတယ်နောက်တတိယအမျိုးသမီးကြတော့ဘာဖြစ်လဲရှင်ဘုရားတဲ့တတိယအမျိုးသမီးကရုပ်ချောတယ်ဒါပေမဲ့လို့ဆင်းရဲတယ်တိမ်ငယ်တယ်ဟုတ်တယ်ဟိုဘဝတုန်းကသူကစိတ်ကိုဘယ်တော့မှမဆိုးအောင်စိတ်မဆိုးအောင်ထိန်းတယ်သဘောကောင်းတယ်ခန္တီတရားလက်ကင်